တမိုင်းကြောင်းနဲ့ရှာဖွေတွေ့ရှိမှုဒီရာဝတ္ထုကြီးကိုစတင်တွေ့ရှိပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်1954ခုနှစ်အစောပိုင်းကာလမှာမက္ကဆီကိုနိုင်ငံကတွန်နန်ဇင်တလာနဂတ်တာယာကြီးစကန်ကပညာရှင်တွေဟာကောင်းကင်ကိုဓာတ်ပုံရပြီးလေ့လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာသူတို့ဟာခရမ်းလွန်ရောင်ကြီးအလွန်အမင်းထွက်ပေါ်နေတဲ့အပြန်ရောင်ဝတ္ထုလေးတွေကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအရာဝတ္ထုလေးတွေကိုစည်ရင်းပြုစုတဲ့အခါမှာအမှတ်စဉ်618ဖြစ်မှတ်တမ်းတင်ခဲ့တာကြောင့်သူ့ကိုအဲ့ဒီနဂတ်တာယာကြီးစကန်ရဲ့အမည်ကိုအစွဲပြုပြီးတွန်နန်ဇင်တလာ618ဒါမှမဟုတ်အတူကောက်တွန်618လို့အမည်ပေးခဲ့ပါတယ်အစပိုင်းမှာတော့သိပ္ပံပညာရှင်တွေကဒါကိုကျွန်တော်တို့ဂလက်ဆီထဲမှာရှိတဲ့တာမန်အပြာရောင်ကျဲတလုံးလိုပဲထင်ခဲ့ပါတယ်ဒါပေမဲ့နက္ခတ္တဗေဒပညာရှင်တွေကသူ့ရဲ့အလင်းစဉ်ကိုလေ့လာကြည့်တဲ့အခါမှာတော့ဒါဟာကျဲတလုံးမဟုတ်ပဲအလွန်ဝေးကွာတဲ့နေရာကထွက်ပေါ်လာတဲ့ကွေစာတစ်ခုဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်ကွေစာဆိုတာပါလေ